ဟာရလက်ကောင်ဘယ်တော့ဦးလဲချိုးရစမွေး ကိုကြီးကလည်းပြောမှရှက်တာကိုရှက်တယ်မင်းကတားရဲ့ရီသားလေးနဲ့ first day ဟာငါညီအသေးဟုတ်လိုက်တာကွာငါတော့မင်းရွယ်တော့စော်မရသေးဘူးမိုက်ကွာရောင်မင်းဘာလို့လဲအိမ်ကြီးလို့မလားအိမ်ငါပေးမယ်ခဏလေးခုနေ့မှဝယ်လာတာစတက်နေဝယ်လိုက် ဟာကိုကြီးကျေးဇူးပဲနော် ဒီမှာမင်းရီစားရတော့တွေ့မှာဆိုတော့ကအနမ်းတက်ကောင်းနေဖို့လိုတယ်ကွာတော်ကြမင်းကချွေးနဲ့နန်နေမမိုက်ဘူးတယောက်အိမ်မှာဆန်ကဟာတယ်ငါခုနေ့မှဝယ်လာတုံးလိုက် ဟာကိုကြီးတားရတဲ့ညီမှုပဲဆွဲရတယ်မယ်ကိုကြီးဖုံးပြောက် ညဖြည်းဖြည်းလေးတာလည်းဖြောင်းကွာ မိုးနေတာပဲကိုကြီး အဲ့နေပါမင်းရီစားရတော့တွေ့မှာဆိုတော့မင်းကပတ်စံနေပါရောရှိရလား ကိုကြီးရှိသေးတယ်ခုနေ့မှအမိစီရရလားသုံးတော့ကျန်သေးရကိုကြီးသွားလို့ရပြီဟာအဲ့ဆိုနေရောမတွဲပေးမယ်မင်းကလေရီစားနဲ့ first date ဘာညာဆိုရင်ပတ်စံရှိနေမှာကောင်းတာရီစားကိုရှင်းပေးနော်ကိုကယောက်ျားလေးဆိုတော့မင်းကဒီမှာတွဲပေးလိုက်မယ် KB ကနေ ဟာကိုကြီးရှားပါတယ်ဆိုမှဘာလို့ထပ်လွဲတာတော့ဟာကျုံ9သိန်းတော့မှ ဟမ်နေပါဦးမင်းရဲ့ရီစားဘာတူလဲ ဟာကိုကြီးကလည်းတာဟုတ်တော်တိမှကြီးသားကောင်းလေးဗျသူပဲအကုန်ရှင်းသွားတာသူပဲအကုန်ရှင်းသွားတာတာဘာရှင်းရမလို့ခိကြပဲခက်ရှင်းသွားတာသွားလိုက်မယ်ဗျအခုတော့ခေါ်တယ်နော်အခု ဟာမင်းကွာမထင်ရဘူးကွာဟာငါမှာတော့ကွာဆောင်းနဲ့တော့သိမှထင်လို့ငါမှာအားမပြီးလိုက်ရပတ်စံမှာလွှဲပြီးလိုက်ရရီစားအကောင်လေးတယ်သူ့ကိုရှင်းပြရတယ်ကြားတော့မကြားဘူးကွာဟိုကငါစိန်စင်းရဲတယ်ကွာခစ်တွေရတယ်ပစ်ပြောင်းနေတယ်